Bruno Fernandes ရဲ့တမိုင်းတွင်တော်မဲ့ပေးပို့မှုဂိုးသမား Lemans ရဲ့ကာကွယ်မှုနဲ့အတူ Old Trafford မှာကျွန်တော်ပြားတွေကိုနိုင်ယူခဲ့တဲ့ United ညီကိုအားလုံးမင်္ဂလာပါ Football Show Daily တွတ်တာပါကျွန်တော် United တို့ဒီ Brentford အသင်းကိုကျွန်တော် 2-1 ဆိုတဲ့ရလဒ်နဲ့ဒီ Old Trafford မှာတိုက်တဲ့နိုင်ရရှိခဲ့တယ်ချန်ပီယံလိဝင်ဒီလဲ United တို့အတွက်တည်ကြသွားပြီလို့ကျွန်တော်ပြောလို့ရမယ်အဲ့တော့ဒီနေ့ပွဲမှာ United နဲ့ Carrick တို့ဘယ်လိုမျိုးဗျူဟာမြောက်စနစ်နဲ့ Brentford ကိုနိုင်ရရှိခဲ့လဲပြီးရင်ကျွန်တော်တို့ Bruno Fernandes ရဲ့တမိုင်းတွင်မဲ့ပေးပို့မှုအကြောင်းတွေအဲ့ဒါအပြုံမှကျွန်တော်ကိုသမားလေး Lemans နောက်တန်းသမား Heaven ရဲ့တောက်ပမှုတွေနဲ့အတူကျွန်တော်တို့ကွင်းလေကဘယ်လိုမျိုးဒီတိုက်စစ်ကစားပုံအတင်ချကိုစုပေါင်းပြီးတော့လှုပ်ဆောင်သွားခဲ့လဲဆိုတဲ့အကြောင်းတွေအစုံကျွန်တော်တို့ဒီ view ထဲမှာသုံးသပ်ပေးသွားမှာဖြစ်ပါအဲ့တော့စလိုက်ကြအောင်ညီကိုတို့အဲ့တော့ Michael Carrick ကတော့ဒီ United တို့အသင်းဒီပွဲမစခင်မှာတန်ရပြဿနာလေးတွေရှိနေခဲ့ပေမဲ့လည်း Michael Carrick ဒီရှိတဲ့လူစင်းနဲ့တင့်တော်တဲ့ line up တစ်ခုကိုပွဲထုတ်လာခဲ့တယ်နောက်တန်းမှာ Maguire နဲ့ဒီ Heaven တို့ကတွဲဖက်ကစားပြီးတော့ကျွန်တော်တို့ဒီleft wing တနေရာမှာကုညာမပါဝင်ခဲ့တဲ့အတွက်အာမတ်ကပေါ်ထွက်ကစားခဲ့တယ်အဲ့တော့နှစ်သင်းလုံးဒီကျွန်တော်တို့ဒီပွဲအစပိုင်းနေမှာ space အလို့ကိုစီနှစ်သင်းလုံးကတော့ပေးခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့အသင်းဒီပုံမကောင်းမွန်တဲ့ attacking style ကိုပြသသွားတဲ့အပြင်ကျွန်တော်တို့အသင်းဘက်မှာရှိနေတဲ့ကျွန်တော်တို့သူမတူတဲ့ထူးခြားတဲ့ player တော့ Bruno Fernandes ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အသင်းရဲ့ကောင်းမွန်တဲ့ကျွန်တော်တို့ပုံမကောင်းမွန်တဲ့ fluid position နဲ့တိုက်စစ်နဲ့ Bruno Fernandes ရှိခြင်းဒီBrentford အသင်းနဲ့ကျွန်တော်ကြီးမားတဲ့ကွာချက်တစ်ခုကိုဖြစ်သွားစေခဲ့လို့ကျွန်တော်ပြောလို့ရမယ်ပွဲစားရင် Brentford ဒီ man to man pressing ကိုသုံးတဲ့အချိန်မှာ United တို့ကဒီ Brentford ပေးတဲ့ pressing ကိုပြမသွားဘဲနဲ့ဒီ pressing တွေကဒီဖောက်ထွက်နိုင်ဖို့ဒီ United တို့ရဲ့ own half တွေကဖောက်ထွက်နိုင်ဖို့အတွက် Carrick ရဲ့ကျွန်တော် view ဟာမြောက်ဒီစနစ်တစ်ခုကိုကျွန်တော်တွေ့ရှိရတယ်အဲ့တော့ Brentford ကအဲ့လိုမျိုးကျွန်တော်တို့ man to man ပုံစံလေး man to man pressing ပေးတဲ့အချိန်မှာကျွန်တော်ဘောလုံးကိုအဓိက United တို့အတွက်တိုက်စစ်စတင်ဖို့လက်ခံတဲ့ player ဒီကျွန်တော် Bruno Fernandes ဒါမှမဟုတ်ရှင်မဲ့ဒီမေနူပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကနေစတင်ပြီးတော့ကျွန်တော်တိုက်စစ်လမ်းကြောင်းတွေကိုတွားလေးရှိတယ်အကယ်၍ဒီ United တို့ဒီ central area ကနေပြီးတော့မတွားဘူးဆိုလို့ရှိရင်ဒီကျွန်တော် white area မှာရှိတဲ့ဒီ Diego Dalot နဲ့ Shaw တို့ဒီဘောလုံးလက်ခံရရှိတယ်ဘောလုံးကိုကျွန်တော်တို့လက်ခံရရှိတဲ့အချိန်မှာကျွန်တော် Ahmad နဲ့ဒီအမ်ဘူမိုဒီနောက်ထိဆင်းပြီးတော့ drop back လုပ်ပြီးတော့ white area ထဲမှာရှိတဲ့အချိန်မှာအဲ့လိုတွဲဖက်ကစားရတဲ့ကြောင့်မို့လို့ United တို့ရဲ့ဒီ midfield တနေရာဒီတော်တော်လေးကိုကျွန်တော်ဒီပွဲစဉ်မှာ space ရပြီးတော့ဒီ Brentford အသင်းကိုအနိုင်ရရှိဖို့အတွက်အကောင်းဆုံးလက်တစ်ခုဖြစ်ခဲ့တယ်တကယ်ကိုကျွန်တော်တို့ကိုဘီမီနူရဲ့အကောင်းဆုံးချိန်ဆွဲနေဒီ Casemiro တန်ကြီးရဲ့အတွေ့အကြုံတွေနဲ့ Bruno Fernandes ရဲ့ကောင်းမွန်တဲ့တိုက်စစ်တန်ပိုတင်မှုတွေကတော့ United အသင်းအတွက်တော်တော်လေးကိုကျွန်တော်တို့ဒီပွဲစဉ်မှာဖြေတစ်ခုဖြစ်သွားမယ်လို့ပြောလို့ရတယ်ဒါပေမဲ့ United တို့ဥဆောင်ကိုရရှိသွားတဲ့ပုံစံက United တို့နောက်ပိုင်းမှာအားတာချက်ဖြစ်လာတယ်ကျွန်တော် area dominance အမြင့်ပေါ်အားတာမှုကိုအသုံးချပြီးတော့ဥဆောင်ကိုရရှိသွားတယ်ဒါကလည်းဒီ goal မှာလည်းကျွန်တော် Bruno Fernandes ရဲ့ pre assist လို့ပြောလို့ရမယ် direct assist မဟုတ်ပေမဲ့ဒီ pre assist လှမ်းပေးလိုက်တဲ့အလုံးကိုကျွန်တော် Maguire ခေါင်းတိုက်ချပြီးတော့ Casemiro ကဒီ Kale High အပေါ်ကိုကြော်ပြီးတော့ခေါင်းတိုက်သွင်းသွားခဲ့တယ်တကယ် Bruno Maguire Casemiro ရဲ့အတွဲဖက် Bruno ရဲ့လှပတဲ့ဖြစ်တင်မှု Casemiro နဲ့ကျွန်တော်တို့ Maguire ရဲ့အမြင့်ပေါ်အားတာမှုတွေကိုအသုံးချပေါင်းဆက်ပြီးတော့ United တို့ပထမကိုရရှိသွားခဲ့တယ်တကယ်ကိုကျွန်တော်တို့ပွဲဖြူပြောင်းလဲသွားစီရဲ့ပထမကိုတို့ကျွန်တော်ပြောလို့ရမယ် United တို့ပထမကိုရရှိပြီးနောက်ပိုင်းမှာကျွန်တော်ချီပေါက်ကိုပေးရလို့နီးပါကျွန်တော်ဖြစ်သွားတဲ့အခိုက်အတန့်တွေရှိတယ်တော်လေးကိုအဲ့အချိန်မှာတော့ United ကိုသမားလေး Lemans ရဲ့ကျွန်တော် save တွေကတကယ်ကိုတို့ United တို့ဒီနေ့ပွဲမှာနိုင်ပွဲရရှိမှုအတွက်အဓိကကျနေခဲ့တယ်အဲ့တော့ Lemans ဒီ Belgian Antwerp အသင်းကနေပြီးတော့ United အသင်းကိုကျွန်တော်ပေါင်18တန်းလောက်ပဲရောက်ရှိပြီးတကယ်ကိုအခုလက်ရှိ United အသင်းတို့မှာ American lesson ပြသနေတဲ့ကိုသမားတစ်ယောက်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ပွဲစဉ်ရဲ့ဒီ lesson ကိုကြည့်ရခြင်းအပြင် Lemans ဒီကျွန်တော်တို့ United တို့ခေါ်ယူတဲ့ DRD မှာအကောင်းဆုံးခေါ်ယူမှုတွေတည်းကတစ်ခုဖြစ်သွားမလားမပြောနိုင်ဘူးအဲ့တော့ကျွန်တော်ပထမတစ်ချက် Brentford တိုက်စစ်ပွဲကန်ချက်ကို Lemans lesson ပြပြီးတော့ကာကွယ်သွားနိုင်ခဲ့တယ်အဲ့ဒါကိုမှဒီ Igostia ကို1-1ကန်ရမယ့်အခြေအနေကြုံခဲ့တယ်အဲ့ဒါကိုမှဒီ Lemans နဲ့ Heaven တို့သူတို့နှစ်ယောက်ပေါင်းဆက်ပြီးတော့ကျွန်တော်တို့Igostia ကိုထိန်းသွားခဲ့တယ်တော်တော်လေးကိုကျွန်တော်တို့ခြေပေါက်ကိုမပေးရတဲ့အနေအထားမျိုးမှာဒီ Heaven ရော Lemans ကိုရောကျွန်တော်တို့တော်တော်လေး appreciate လုပ်ရမယ်တော်တော်လေးချီးကျူးရမယ်အနေအထားမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့သိမကြောက်ဒုတိယကိုကျွန်တော်တို့ပဲရရှိသွားတယ်ဒီ goal ကတော့ကျွန်တော်တို့ Bruno Fernandes ရဲ့ assist score ကနေပြီးတော့သွင်းယူသွားခဲ့တယ် Bruno Fernandes ဒီနေ့ပွဲမှာကျွန်တော် assist 16ချိန်ဖြစ်သွားခဲ့ပြီ Premier League တမိုင်းမှာ season တစ်ခုထဲမှာ assist အများဆုံးလုပ်ထားတဲ့ player ဒီနှစ်ယောက်ဖြစ်ပါတယ် Kevin De Bruyne နဲ့ Thierry Henry ဖြစ်ပါတယ်အချိန်20ဖြစ်တယ် Bruno Fernandes ဒီတကယ်အဲ့လိုတမိုင်းတွင်မဲ့ Premier League မှာတမိုင်းတွင်မဲ့စံချိန်တစ်ခုချိုးဖျက်ဖို့ assist နှစ်ခေါက်ပဲလိုတော့တယ်ကျွန်တော်အခု19ချိန်ဖြစ်သွားပြီနောက်တစ်ခုဆို20ဖြစ်မယ်တကယ်သူတို့ရဲ့စံချိန်တွေကိုမှီမယ်နောက်တစ်ချိန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Premier League မှာ
ကျွန်တော် Premier Season တစ်ခုထဲမှာ assist အများဆုံးလုပ်နိုင်တဲ့တမိုင်းတွင်မဲ့ player အနေနဲ့ Bruno Fernandes ဖြစ်နိုင်တဲ့အဲ့တော့တကယ်ကိုတမိုင်းတွင်မဲ့ assist တစ်ချိန်ကိုလည်း Bruno Fernandes တို့လှပတရနဲ့ဒီ Sesko ဟိုကျွန်တော်တေချာလေးကန်ဝင်ရမယ်ဒီထားလေးကို plan ခင်းပေးလိုက်တယ်အဲ့တော့ Sesko တစ်ချက် fake ပြီးတော့လှပတဲ့အဆုံးသတ်နဲ့ကန်သွားခဲ့တယ်တကယ်ကိုကျွန်တော် Sesko နဲ့ Bruno Fernandes ရဲ့ပေါင်းစပ်မှုကိုလည်းတွေ့ရှိရတယ်အဲ့တော့ United တို့ရဲ့တိုက်စစ်တွေ United ရဲ့ twin goal တွေမှာ Bruno Fernandes ရဲ့စွမ်းဆောင်ရည်တွေကဒီအဓိကကြပြီးတော့ Bruno Fernandes ရဲ့ passing တွေ assist တွေကိုကျွန်တော်တို့ကြာနေတော့ကျွန်တော်တွေ့ရှိရပါတယ်အဲ့တော့ဒုတိယပိုင်းမှာMichael Carrick ဒီ 2-0 နဲ့ဦးဆောင်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ back fight တန်ပြန်ပြီးတော့ကစားကိုတည်ဆော့တယ် Brentford အသင်းဘက်ကလည်းဒီ 2-0 နဲ့ဦးဆောင်ခံထားတာမို့လို့ဖွင့်ပြီးတော့ကစားတဲ့ဟာမျိုးလေးတွေ့ရတယ်အဲ့တော့ Brentford အသင်းဘက်ကိုလည်းကျွန်တော်တို့အခွင့်အရေးတချို့ပေးခဲ့ရတော့တွေ့ရှိရတယ်ဒါပေမဲ့ Brentford အသင်းနောက်ဆုံးမှာကျွန်တော်ခြေပကိုရရှိသွားတယ်ဒါပေမဲ့လည်းခြေပကိုရရှိတဲ့အချိန်ပြီးတော်တော်လေးကိုနောက်ကျနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ Brentford အသင်းဒီကျွန်တော်တို့ဘယ်လိုမှလိုက်မမီတော့ဘဲနဲ့ 2-1 ဆိုတဲ့ရလနဲ့ United အသင်းကိုရှုံးပေးခဲ့ရတယ်အဲ့တော့ United တို့ဒီတကယ်ကိုကျွန်တော်အားရဖို့ကောင်းတဲ့နိုင်ပွဲတော်တော်လေးကိုကြစ်လက်တဲ့စုဖွဲ့မှုနဲ့အတူချန်ပီယံလိဝင်ခွင့်ကိုတေချာတော့နီးပါဖြစ်သွားတဲ့အခြေအနေကိုဖြစ်သွားပြီအဲ့တော့ဒီပွဲမှာကျွန်တော်ပြောစရာအချက်လက်ဆွေးနွေးစရာအချက်လက်တွေထပ်ရှိသေးတယ်ပထမအချက်ဒီ United တို့ရဲ့ဒီအားတာလာပြီးဖြစ်တဲ့ area dominance အမြင်ပေါ်အားတာချက်တွေဖြစ်တဲ့ United တို့ဒီအမိုက်ပွဲစဉ်တွေမှာဒီ Maguire နဲ့ Casemiro ရဲ့အမြင်ပေါ်အားတာချက်တွေကိုအသုံးပြုပြီးတော့ Bruno Fernandes ရဲ့ set piece နဲ့ဒီပြန်ဘက်တွေကိုတိုက်ခိုက်ဖို့ကြိုးစားလာတော့ကျွန်တော်တွေ့ရှိရတော်လေးကို Premier League မှာကျွန်တော်ဒီတောင်3ရမယ် trend ဖြစ်နေတဲ့ဒီတက်နေတွေကတခုဖြစ်တဲ့ဟုတ် United တို့ကောင်းမွန်သုံးချလာနိုင်တယ်ပြီးတော့ Le Mans အပြင်ကိုကျွန်တော် Heaven ကိုလည်းကျွန်တော်ချီးကျူးခြင်းတယ် Heaven ဒီ United Senior Player ကြီးဒီတန်ရာရှိတဲ့အတွက်ပွဲပယ်ခံထားတဲ့အတွက်သူအတွက်ပွဲထုတ်ခွင့်တနေရာရတယ်ပွဲထုတ်ခွင့်တနေရာရတဲ့အချိန်မှာ Heaven ဒီပွဲထုတ်ခွင့်ရတိုင်းမှာ United အသင်းအတွက်တကယ်ကိုအစွမ်းကုန်ပေးဆက်ပြီးတော့တကယ်အလားလာရှိတဲ့နောက်တန်းတစ်ယောက်ဆိုတာသူအချိန်ချင်းသက်သေပြနေခဲ့တယ်ဒီကျွန်တော်တို့ United အသင်းတို့ဒီဥဆောင်ကိုရရှိသွားပြီးတော့ခြေပကိုပေးရလူနီဖြစ်တဲ့ ego တရားဝင်နဲ့ 1-1 တွေ့တဲ့အချိန်မှာ Heaven ဖြတ်သွားတဲ့ပုံစံတော်လေးကိုကျွန်တော်တို့ United အသင်းတို့အတွက်ရေးပါခဲ့တယ်အဲ့တော့Heaven ဒီကျွန်တော်တို့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ပွဲထွက်ခွင့်တနေရအတွက်ကိုပါတိုက်ပွဲဝင်နိုင်တဲ့ player မျိုးဖြစ်လာပြီအဲ့တော့ကျွန်တော် Heaven ကိုဒီ Premier League ရောကဘာကြီးရောစောက်ကြည့်ရမယ်အလားလာရှိတဲ့နောက်တန်းတယောက်အနေနဲ့ကျွန်တော်သတ်မှတ်ချင်ပါတယ်ပြီးရင် United တို့ကွင်းလယ် trial ဖြစ်တဲ့ Bruno Casemiro ကိုဘီမီလိုသူတို့၃ယောက်လုံးကိုကျွန်တော်တို့တကယ်ကိုကောင်းမွန်တဲ့ကြောက်စရာကောင်းတဲ့ဒီကွင်းလယ်အတွဲဖြစ်နေပြီကျွန်တော် Casemiro ရဲ့အတွေ့အကြုံတွေ Bruno Fernandes ရဲ့တကယ်ကိုလှပတိကြတဲ့ဒီ assist တွေအပြင်မှာကိုဘီမီလိုရဲ့ tempo အတင်ချလုံးနိုင်မှုကတော့တကယ်ကိုကျွန်တော်တော်တော်လေးကြောက်ဖို့ကောင်းတဲ့ကွင်းလယ်အတွဲဖြစ်လာပြီအဲ့တော့ Casemiro ကျွန်တော်ရာသီကုန်ထွက်ခွာမဲ့ဟာကိုလည်းတော်လေးကိုကျွန်တော်ပြောစရာကောင်းတယ်နောက်ဆုံးမှာတော့အာမတ်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးဆွေးနွေးခြင်းနဲ့အာမတ်ဒီကျွန်တော်တို့ခုညမပါဝင်ခဲ့တဲ့အတွက်ဒီတနေရာရတယ်အဲ့ဒါပေမဲ့အာမတ်ရဲ့ခြေစွမ်းတွေအဆုံးသက်တွေဒီကျွန်တော်တို့အမှုတွေရှိနေခဲ့တယ်ဒီနေ့ပွဲကတော့အာမတ်အတွက်ပွဲမဟုတ်ခဲ့ဘူးအာမတ်ခြေစွမ်းပြတဲ့ပွဲမဟုတ်ဘူးအာမတ်အနေငယ်လိုအပ်မှုတွေရှိနေတယ်အဲ့တော့အာမတ်ကပြန်ပြီးတော့ဒီ United တို့အခုကစားနေတဲ့ကစားကွက်နဲ့ပြန်ပြီးအသားကျအောင်ပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့အမိုက်ရဲ့အပုံစံအမှောင်ပြန်တွေ့အောင်တော့စူးစမ်းမယ်နေထားမှရှိတယ်ဒါပေမဲ့ဒီနေ့ပွဲမှာလိုလက်ချက်တွေအများကြီးရှိနေတာကျွန်တော်တွေ့ရှိခဲ့ရတယ်အဲ့တော့ United တို့ဒီ Brentford အသင်းကို 2-1 နဲ့နိုင်ရရှိပြီးတော့တော်တော်လေးကိုချုံမိန်တဲ့နိုင်ပွဲကျွန်တော် season နဲ့ကြတဲ့စူးစီးမှုရှိပြီးတော့ဒီ season နဲ့ကြတဲ့နိုင်ပွဲတစ်ခု view ဟာမြောက်နိုင်ပွဲတစ်ခုကျွန်တော်တွေ့ရှိခဲ့ရတယ်အဲ့တော့ဒီကတော့ဘယ်လိုမြင်ကြလဲဒီ Man of the Match ကိုဒီနေ့ပွဲမှာသူ့ကိုပေးတယ် comment ထဲမှာဝင်အောင်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်